ရိတ်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ရှေ့မှန်ဇလန်းလေးနဲ့ဝါသီပညာပေးဇလန်းလေးကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ရွှေ Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှလည်းတင်ဆက်ပေးခြင်းတဲ့ပညာပေးဇလန်းလေးကတော့အစီကံမဆိုတဲ့ဇလန်းလေးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ဇလန်းလေးကိုမစတင်ခင်မှာလည်း Channel လေးကို Like and Subscribe လုပ်ပေးကြဖို့တောင်းဆိုကြပါရရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲနားဆင်ကြည့်လိုက်ကြရအောင်ပါနော်။အိမ်မှာခိုင်းစီတဲ့မိန်းကလေးကိုယခုခေတ်မှာအိမ်ဘောလို့ခေါ်ကြပေမဲ့ကျွန်တော်တို့ငယ်စဉ်ကတော့အစီကံမလို့ခေါ်ကြတယ်။ကျွန်တော်ယခုရေးသားဖော်ပြမဲ့အမျိုးသမီးရဲ့ဖြစ်ရတဲ့ဟတ်မိအောင်ပိုပြီးလေးနဲ့ထိခိုက်မိအောင်အစီကံမလို့နင်းနင်းတီတီသုံးလိုက်ပါတယ်။ထိုအစီကံမရဲ့နာမည်ကတော့မက်ကျင်ပါ။မက်ကျင်ကခလေးပေါက်၍ကစားတဲ့ချင်းလို့အပေါက်အခက်ခံခဲ့ရပါတယ်။ချင်းလို့လည်းချက်ချလေခဲ့ရပါတယ်။ရွေးကျင်ရဟောင်းလို့သူတို့ဘာမထင်မဲ့မြင်ပြုခြင်းဂယုမဆိုင်ခြင်းခံခဲ့ရတယ်။အများကလည်းဆန့်ကျင်ဘက်ပြုကြတယ်။ဒုက္ခတန်တရားမှလည်းကျင်လည်ခဲ့ရတယ်။တခြားသူတွေရဲ့ကျင်ကြီးကျင်ငယ်နဲ့မချဆွဆွယွန်ရှာပွဲရလည်းခံခဲ့ရတယ်။သို့ပေမဲ့သူမသူ့ရဲ့လုပ်ငန်းတာဝန်ကိုကြမ်းကျင်စွာဆောင်ရွက်ခဲ့တယ်။ကျွန်တော်အနေနဲ့ပြောရရင်သူကစရူးစစ်ကျင်တပွဲလေးစားထိုက်ကွန်ပျူတာတိုက်သူပါ။ဟဲ့မက်ကျင်ဘာလုပ်လိုက်စမ်းဟဲ့မက်ကျင်ဘယ်သွားလိုက်စမ်းဟဲ့မက်ကျင်ဒီလိုလာအောင်စသဖြင့်မက်ကျင်ရဲ့အမည်ကိုအော်ခေါ်တဲ့နေရာနေ့စဉ်နဲ့မျှအချိန်တိုင်းကြားနေရတယ်။မက်ကျင်နဲ့ကျွန်တော်ဘလောက်ကန်ဆက်မလဲဆိုတော့သူ့အမည်ကိုကြားရုံနဲ့ကျွန်တော်စကားပြောတာမက်ကျင်လို့ခေါ်ဝေါ်ခြင်းပဲဖြစ်တယ်။မက်ကျင်ကကျွန်တော်ထက်အသက်16နှစ်ကြီးတော့အတော်အရွယ်အမကြီးရွယ်ဖြစ်ပေမဲ့တခြားသူတွေခေါ်တယ်လို့ကျွန်တော်တန်အောင်လိုက်ပြီးတော့မက်ကျင်လို့ခေါ်လိုက်တယ်။မက်ကျင်ကလည်းသူ့ကိုမက်ကျင်လို့ခေါ်တာကိုသဘောကျဟန်တူပါတယ်။ကျွန်တော်နဲ့စကားပြောရင်သူ့ကိုယ်သူမက်ကျင်လို့သုံးပြီးတော့ပြောတတ်တယ်။မက်ကျင်ကကျွန်တော်ရဲ့ဒုတိယမိခင်တနည်းပြောရရင်တော့ကျွေးမိခင်လို့ခေါ်နိုင်ပါတယ်။မမေကကျွန်တော်ကိုမွေးရုံသာမွေးလိုက်ပြီးတော့ကျွန်တော်ရဲ့စားရင်းနေရေးအဆက်ဆက်အရာရာပြုစုဆောင်ရွက်ဖို့မက်ကျင်ကတာဝန်ယူရတယ်။ကျွန်တော်ကိုမက်ကျင်ကထိမ့်သိမ့်ချီချိုးရတယ်။ကျွန်တော်အိပ်ရင်မက်ကျင်ပကံလွှဲပေးရတယ်။ကျွန်တော်နှုတ်ဆိုင်ရင်မက်ကျင်ကဖြော်ရတယ်။ကျွန်တော်ရဲ့အဝတ်စားကိုရှုပ်ဖို့ပေးရတာလည်းမက်ကျင်ကျွန်တော်ကိုရေချိုးပေးဝတ်စားလေးပေးရတာလည်းမက်ကျင်သူများအိပ်ရင်ကျွန်တော်နဲ့မက်ကျင်ကတခန်းနဲ့အိပ်ရပြီးတော့ကျွန်တော်နိုးရင်ချော့ကျွန်တော်နှုတ်ဆိုင်ရင်တိုင်းနဲ့မက်ကျင်ကကျွန်တော်ရဲ့မိခင်အရင်ထက်အလုံးများနေရှာပါတယ်ကျွန်တော်တို့အိမ်မှာအစီကံလုံနေရှာတဲ့မက်ကျင်ရဲ့အကြောင်းကိုအစာပြုတ်ပြီးတဲ့နောက်မှာတော့ကျွန်တော်မိဘတွေရဲ့အကြောင်းကိုပြောပြဖို့လိုပါလိမ့်မယ်ကျွန်တော်ဖခင်ကကိုရူးကိုချွန်ပြီးတော့ပညာသင်ကြိုးစားဆောင်ရွက်ခဲ့တော့အရာရှိကြီးတူဖြစ်လာသူဖြစ်တယ်ဖေဖေကသူ့အကြောင်းကိုဒီတိုင်းပဲပြောပါတယ်ဖေဖေတို့မျိုးကမညံ့ပါဘူးဖေဖေတို့အဖိုးကမြန်မာပြည်ရှင်ပြည်လက်ထက်ကမြို့တစ်မြို့အုပ်ချုပ်ရတဲ့မြို့ဝန်ပါမြန်မာရှင်ပြည်ကိုအင်္ဂလိပ်ကဖမ်းသွားတော့ဖေဖေအဖိုးကလည်းမြို့ဝန်မဟုတ်တော့ဘူးတာမန်စင်ရဲသားဖြစ်သွားတာပေါ့ဖေဖေအမေကြတော့စင်ရဲသားဘဝလုတ်ကန်ရှာဖွေစားရပြီမဲ့ဖေဖေကိုမြို့တစ်မြို့ပို့ပြီးအင်္ဂလိပ်ကျောင်းမှာထားပေးတယ်စင်ရဲသားဆိုတော့ကျောင်းစည်းနဲ့ထမင်းစီအတွက်ဖေဖေတို့ဖေကအင်မတန်ဝင်လင်းနေရှာတယ်ဆိုတာဖေဖေသိပါတယ်ဒါကြောင့်တနည်းတန်းအောင်စူးစမ်းခဲ့တာ10တန်းအောင်တဲ့အခါကိုလိပ်ကိုစမတက်ပင်နဲ့ကျောင်းထွက်ပြီးကျောင်းဆရာလုပ်တယ်အဲ့လိုကျောင်းဆရာလုပ်ရင်းနဲ့ IA ကိုအလုပ်ဝင်ဖြည့်တယ် IA အောင်တော့ BA ဖြည့်တယ် BA အောင်တဲ့အခါအရာရှိလေးဖြစ်လာတာပေါ့ဖေဖေရိုးရိုးတတကြွကြွဆဆလုပ်ခဲ့ပါတယ်ဒါကြောင့်လည်းတဆင်ပြီးတဆင်ယာရုတက်လာပြီးတော့ဒီလိုအခြေအနေမျိုးရောက်လာတာပေါ့ဖေဖေကယူသားယုံကြိုးသားယုံသားမကအလွန်အေးရသူတရားမမေအကြောင်းမမေကိုယ်တိုင်ကလည်းပြောတယ်ဖေဖေကလည်းပြောတယ်အခြားသူတွေကပြောတာတွေကိုလည်းကျွန်တော်ကြားဘူးတယ်မမေကဆွေကြီးမျိုးကြီးကပေါက်ဖွာလာသူလို့ဆိုတယ်မမေတို့ဘိုးစဉ်ပေါင်းစကားစပြီးဆွေမျိုးသားချင်းအားလုံးကယာရုကြီးရှိသူတွေချမ်းသာကြွယ်ဝသူတွေပဲဖြစ်ကြတယ်ဒါကြောင့်မမေကအမျိုးကုန်စီးစိမ်ကုန်လင်ယာရုကုန်တွေကြောင့်မောက်မာပြီးခတ်ထန်နေသူလို့ကျွန်တော်ဆိုခြင်းတယ်ကျွန်တော်တို့အိမ်မှာအစီကံထမင်းချက်မာလီဒရိုင်ဘာကလေးထိန်စသဖြင့်အလုပ်သမားတော်တော်များများရှိတော့နေထွက်ကနေနေဝင်းဆိုသလိုကိုအလုပ်သမားတွေကိုမမေကစူတန်ဆေးတန်ကျိန်းမောင်းတန်တွေကိုနေ့စဉ်ကြားနေရတော့မမေကိုကျွန်တော်ကြောက်ရွံ့နေမိတယ်မမေကကြောက်လေးကြောက်เสียပါအင်ကအလုပ်သမားတွေကိုကျိန်းမောင်းဆဲဆုပ်ယုံနေမကသူ့ဒေါသထွက်ရင်30သားခန့်ရှိမယ်လို့ထင်ရတဲ့ဝိထားတွေကျိုးလိမ်လက်ကောက်ကြီးနဲ့အလုပ်သမားတွေခေါင်းခောက်တက်သေးတာဒါကြောင့်မမေစိတ်ဆိုးလို့ဆူညံလို့ရင်ကျွန်တော်အကြောက်ကြီးကြောက်ပြီးနေစရာမရှိအောင်ဖြစ်ပြီးတော့ဖေဖေအနာကိုဒါမှမဟုတ်မက်ကျင်ရဲ့အနာကိုကက်ရတာပေါ့ထိုအခါမှာဖေဖေကကျွန်တော်စိတ်ပြောင်းသွားစေရန်အခြားစကားတွေကိုပြောတယ်မက်ကျင်နာကိုကက်ရင်မက်ကျင်ကကျွန်တော်အိတ်ခမ်းတွင်းကိုခေါ်သွားပြီးတော့အိပ်ပျော်အောင်ချော့သိပ်တတ်တယ်
ကျွန်တော်မအိပ်ပျော်ရင်အိမ်ပေါ်ကဆင်းခဲ့ပြီးတော့အိမ်ဝန်းတွင်းမှာစိုက်ထားတဲ့ပန်းတွေကိုခူးတယ်ဒါမှမဟုတ်ဒန်းပေါ်မှာကျွန်တော်ကိုတင်ပြီးမက်ကျင်အားလွှဲပေးခြင်းနဲ့ကျွန်တော်ကိုစိတ်ပျော်အောင်ပြုစုပေးတာပေါ့ဒါကြောင့်ကျွန်တော်ကဖဖေကိုအချစ်ဆုံးဖြစ်ပြီးမက်ကျင်ကိုဒုတိယဖြစ်ကမမေကိုတော့တတိယပေါ့ကြောက်ရွံ့ထိတ်လန့်ခြင်းမုန်းတီးယူရှာခြင်းဖြစ်တယ်ဆိုတဲ့သဘောကျွန်တော်ငယ်စဉ်ကနားလည်ခဲ့တယ်တနေ့မှာမမေရဲ့စူတန်ဆဲတန်ရိုက်တန်ပုတ်တန်နေကြတော့ကျွန်တော်ပြေးပြီးကြည့်တော့အခြားသူကိုမဟုတ်မက်ကျင်ကိုရိုက်နှက်နေခြင်းပဲဖြစ်တယ်မမေတော်ပါတော့လို့အတန်ကုန်ဟစ်ပြီးအုံကိုမိတယ်ကျွန်တော်ရဲ့ငိုတန်ကြတော့ဖဖေကအပေါ်ရက်ကပြေးဆင်းလာပြီးတော့ခလေးရှိမှမနှိပ်ဆက်ပါနဲ့လို့ပြောတယ်။ဘာလဲရှစ်မရအောင်နှိပ်ဆက်လို့နားသလားလို့မမေကရန်တွေ့တယ်။ခလေးငယ်ငယ်အရွယ်မှာရိုက်တာနှက်တာနှိပ်ဆက်တာတွေကိုမြင်ရရင်စိတ်တက်ပြက်ပြားပြီးအုံနောက်ဝေဒနာဖြစ်တတ်တယ်လို့ဖဖေကတင်ငိမ်စွာပြောပြီးတာနဲ့အပေါ်ရက်ကိုပြန်တက်သွားတယ်။ကျွန်တော်လည်းမက်ကျင်လက်ကိုဆွဲပြီးအိတ်ခမ်းကိုပြန်လာခဲ့တယ်။မက်ကျင်ကိုမမေကဘာဖြစ်လို့လိုက်တာလဲလို့ကျွန်တော်မေးလိုက်တယ်။အလကားပါရိုက်တာမဟုတ်ဘူး။မမစိတ်ဆိုးရင်အော်ရက်တယ်မလား။မက်ကျင်ကဒီလိုပြောတော့ကျွန်တော်စိတ်မကောင်းဖြစ်မှာဆိုတော့မက်ကျင်လျှော့ပြောရဲဆိုတာကျွန်တော်သိပါတယ်။အဲဒီနောက်ကျွန်တော်စိတ်ပြောင်းသွားစေရန်အခြားစကားတွေကိုမက်ကျင်ပြောနေတယ်။မမေကသူ့စရိုက်တိုင်းအိတ်ရှိအလုပ်သမားတွေကိုစုဆဲရိုက်နှက်ပြီးတော့ကျွန်တော်မြင်လို့စိတ်မကောင်းဖြစ်ရတယ်။အထူးသဖြင့်မက်ကျင်ကိုဆဲရင်ရိုက်ရင်ကျွန်တော်ငိုရတယ်။ဖေဖေကကျွန်တော်စိတ်ချမ်းသာစေရန်ဆောင်ရွက်ပေးတယ်။ကျွန်တော်မြို့မှာအင်္ဂလိပ်ကပြအမျိုးသမီးကြီးတူကခလေးချောင်းဖွင့်ထားတယ်။အသက်3နှစ်ကနေ9နှစ်အရွယ်ကလေးတွေကိုထို့ကျောင်းမှာလက်ခံပြီးတော့စာအနည်းငယ်သာသင်ပေးပြီးကြပြရိုးအကကစားနည်းတွေကိုစီကံစနစ်တကျသင်ပေးတာပေါ့ကျွန်တော်3နှစ်အရွယ်မှာထို့ကျောင်းမှာကျွန်တော်နေရပြီးတော့မမေကစိတ်မချတော့မက်ကျင်ကိုလိုက်ပြီးကြည့်ရှုစောင့်ရှောက်ခိုင်းနေဒါကြောင့်ကျွန်တော်လည်းနားမကြီးရစိတ်မကြီးရတော့မက်ကျင်လည်းအစေးရိုက်မခံရတော့ဖေဖေကိုကျွန်တော်တို့နှစ်ယောက်စလုံးကကျေးဇူးတင်နေခလေးကျောင်းမှာကျွန်တော်3နှစ်နေပြီးနောက်အစိုးရကျောင်းကိုပြောင်းရွှေ့ပြီးတော့မက်ကျင်ကကျောင်းကိုလိုက်ပို့ပြီးကျွန်တော်တို့တနေ့လုံးကြည့်ရှုစောင့်ရှောက်တယ်ညနေကျောင်းလွတ်တဲ့အခါမှာတော့မက်ကျင်နဲ့ကျွန်တော်အိမ်ကိုပြန်ခဲ့တယ်ဒီလိုနဲ့ကျောင်းဖို့ကျောင်းဆောင်အလုပ်ကမက်ကျင်အလွန်လှုပ်ချင်လာတယ်မမေကလည်းသဘောကျကျေနပ်တယ်တနေ့မှာတော့နည်းနည်းစောစောကျွန်တော်အိပ်ရာထားရတဲ့ပြိုင်နက်မက်ကျင်ကနေ့စဉ်ပြုမြဲအတိုင်းကျွန်တော်ကိုမျက်နှာတက်ပေးပြီးတော့ကော်ဖီနဲ့မုန့်လေးကျွေးတယ်ထို့အချိန်မှာပဲကျွန်တော်မက်ကျင်ရဲ့မျက်နှာကိုကြည့်မိရာကခါရိုင်းနဲ့မတူပဲစိတ်မချမ်းသာတဲ့အမူအရာပေါ်နေတယ်မက်ကျင်ကိုမမေရိုက်သလားလို့ကျွန်တော်မေးလိုက်တယ်မရိုက်ပါဘူးဘာဖြစ်လို့မေးတာလဲမက်ကျင်မျက်နှာစိတ်ညစ်နေသလိုပဲစိတ်ညစ်ပါဘူးနည်းနည်းနေမကောင်းလို့ပါမက်ကျင်ရဲ့မျက်နှာကိုကျွန်တော်မကြကြည့်မိတော့ကျွန်တော်ကြည့်တိုင်းမက်ကျင်ကပြုံးမြူးရွှေရွှေနဲ့လှုပ်ပြပေမဲ့ဟန်ဆောင်ပြီးပြုံးနေတယ်ဆိုတာကျွန်တော်ရိပ်မိပါတယ်ထမင်းစားကန်ဒီမှာမက်ကျင်ကကျွန်တော်ကိုရေချိုးပေးဥစားလေးပေးပြီးတော့ထမင်းခူးကျွေးတယ်ဒီနေ့မှာမက်ကျင်အလုံးလုံးနေပုံကခါတိုင်းနေထက်နှိကွေးနေတယ်ဆိုတာကျွန်တော်ထင်မိတယ်ထမင်းစားပြီးရင်မက်ကျင်ကကျွန်တော်ရဲ့မျက်နှာကိုစူးစိုက်ပြီးကြည့်ရှုနေပုံမှာလေထူးခြားလာတယ်လို့ထင်ရတယ်ဟဲ့မက်ကျင်တောက်ကိုခုထိကြောင်းတောင်းပို့သေးဘူးလားမမေရဲ့အော်ဟစ်တန်ကိုကြားပြန်နေဟုတ်ကဲ့မမပို့ပါတော့မယ်မက်ကျင်ကပြပြောဆူဆူနဲ့ကျွန်တော်လက်ကိုဆွဲပြီးအိမ်ထဲကနေထွက်ခဲ့ပြီးကျောင်းကိုလာခဲ့တယ်မက်ကျင်အတွက်ကျွန်တော်ရဲ့စိတ်ထဲမှာထင်နေတယ်မက်ကျင်စိတ်မကောင်းစရာတစ်ခုခုတွေ့နေပြီဆိုတာကျွန်တော်တွေးမိပြီးတော့ကျွန်တော်လေးစိတ်မကောင်းဖြစ်မိတယ်ကျွန်တော်ကြောင်းတက်နေစဉ်အတွင်းလဲမက်ကျင်အကြောင်းကိုမကြာခဏတွေးမိပြီးစိတ်မကြည်မသာဖြစ်ရတယ်နေ့လယ်မုတ်စားလွတ်ချိန်မှာမက်ကျင်ကကျွန်တော်ကော်ဖီမဲမုတ်တိုက်ကျွေးတော့ကျွန်တော်စားသုံးစင်မှာပဲညမက်ကျင်မျက်ရည်ကျနေတာကိုတွေ့ရတယ်မက်ကျင်ဘာဖြစ်လို့ငိုနေတာလဲမက်ကျင်မငိုပါဘူးခလေးရဲ့မျက်စိတွေပိုးကောင်ဝင်သွားလို့ပါကျွန်တော်ကြောင်းပြန်တက်တဲ့အခါမှာလဲမက်ကျင်ရဲ့အကြောင်းကိုပဲစဉ်းစားနေမိတယ်ညနေကြောင်းလွတ်ချိန်မှာတော့မက်ကျင်ကျွန်တော်ကိုစောင့်မျှော်နေကြနေရမှာမက်ကျင်ကိုမတွေ့ဘဲနဲ့ကျွန်တော်တို့အိမ်ပေါ်အမျိုးသမီးမပူကိုသာတွေ့ရတယ်မက်ကျင်ပဲသွားလို့လဲလို့မပူကိုမေးတော့မမခိုင်းလို့တခြားသွားနေတယ်နေငါနဲ့လိုက်ခဲလို့ပြောပြီးကျွန်တော်လက်ကိုဆွဲခေါ်သွားတယ်အိမ်ကိုရောက်လာတဲ့ပြိုင်နက်မမေကိုမက်ကျင်ပဲသွားလဲလို့မေးတော့မမေကလည်းမပူပြောတယ်လို့ပဲမမေခိုင်းလိုက်လို့တခြားသွားတယ်လို့ပြောတယ်မက်ကျင်ပဲတော့ပြန်လာမှလဲလို့မေးတော့မမေကတော်တော်ကြာပြန်လာမယ်လို့ပြောတယ်တို့ပေပဲတော်တော်ကြာပြီးမက်ကျင်ပြန်မလားညစာစားချိန်မှလည်းမရောက်အိတ်ချိန်နောက်ကျသည့်တိုင်မက်ကျင်ကိုမတွေ့ရတဲ့ခါမှာတော့ကျွန်တော်မက်ကျင်ကိုသတိရပြီးငိုကြွေးမိတယ်ဖေဖေကျွန်တော်ကိုချော်တော့ဖေဖေကိုပဲမက်ကျင်ပဲသွားလဲလို့မေးမိတော့မက်ကျင်ကကိစ္စရှိလို့သူ့ရွာပြန်သွားတယ်သူတို့ရွာဘာမှလဲဒီမျိုးနဲ့10မိုင်လောက်ဝေးတယ်ကျွန်တော်မက်ကျင်စီသွားခြင်းနဲ့မက်ကျင်ကိုလွမ်းနေမကြခင်ပြန်လာလိုက်ပါမယ်သားရေညစာစားချိန်မှာတော့မပူကကျွန်တော်ကိုကြွေးတယ်အစင်သက်ဖြင့်မက်ကျင်ကြွေးနေကြဖြစ်တော့မပူကြွေးတာကိုမကျင်နဲ့တော့ကျွန်တော်များများမစား
ကျွန်တော်ထမင်းစားနေစမှာမမေကမပူကိုမေးတယ်တတထမင်းကောင်းကောင်းစားနိုင်ရလားဟဲ့တိတ်မစားအောင်မမမကျင်မကြွေးလို့စိတ်ကောက်နေတယ်ချော့ကျွေးလိုက်ပါအေးမပူကကျွန်တော်ကိုချော့ကျွေးပေမဲ့ကျွန်တော်မစားတော့ပဲစပွဲရနေထသွားလိုက်တယ်ညာအိတ်ချိန်ရောက်တဲ့အခါကျွန်တော်အိတ်ရဝင်နေအရင်ကဆိုအိတ်ရင်အိတ်ခမ်းတစ်ခုထဲမှာကျွန်တော်ကလေးရတစ်လုံးမကျင်ကလေးရတစ်လုံးနဲ့အိတ်တာတို့ပေမဲ့မကျင်ကသူ့အိတ်ရကိုခင်းုံခင်းပြီးတော့ကျွန်တော်နဲ့တကလေးနဲ့အိတ်တာလူလေးမတော်တဆကရင်ပေါ်ကလေးကြမှာဆိုလို့လူလေးနဲ့အတူမကျင်အိတ်တာဒီလိုအိတ်တဲ့အကြောင်းမမအောင်မပြောနဲ့နော်လို့မကျင်ကပြောတတ်သေးတာမကျင်ပြောပြတာကိုသိပေမဲ့မကျင်နဲ့ကျွန်တော်အတူအိတ်ကြောင်းကိုတော့မမေကိုမပြောပါဒီအကြောင်းကိုမမေသိရင်မကျင်ကိုစုမယ်မကျင်ကမမေရဲ့ဆူဆွဲရိုင်းနဲ့ချင်းခံရတာတွေများတော့မကျင်ကိုတနာလာတယ်တနာချင်းကချစ်ချင်းထက်အသေးခိုက်တဲ့ကြောင်းကျွန်တော်ငယ်စဉ်ကမသိပေမဲ့ကြီးလာတဲ့အခါမှာတော့ကောင်းစွာသဘောပေါက်လာပါတယ်မကျင်မရှိတော့ကျွန်တော်ခန်းထဲမှာမပူကလာအိတ်တဲ့အခါကျွန်တော်မကျင်မနဲ့သွားလာမအိတ်နဲ့လို့ပြောလိုက်တယ်မပူကကျွန်တော်အခန်းထဲကဂရင်တစ်လုံးမှာတော့အိမ်ကြီးအိတ်နေပြီးကျွန်တော်ကမကျင်နဲ့ချင်းစိတ်ဆိုးခြင်းတွေကြောင့်အိမ်မပြောဘဲမကျင်အကြောင်းကိုသာတွေးနေမိတယ်မကျင်ကကျွန်တော်ကျင်နာယူရပုံများကျွန်တော်အတွက်မကျင်လုတ်ကန်ဆောင်ရွက်ပေးခဲ့ပုံတွေစသဖြင့်မကျင်ရဲ့အကြောင်းကိုကျွန်တော်တွေးနေမိတော့အိမ်မပြောတိုင်းဖြစ်နေတယ်ဟဲ့မပူတတအိတ်ပြီလားမမေလှမ်းပြီးတော့မပူကကျွန်တော်အနီကိုလာကြည့်ပြီးမအိတ်သေးဘူးမလို့ပြောလိုက်တယ်တတအိတ်တော့လေညနေလာပြီမအိတ်ဘူးမကျင်ထဲမှာအိတ်မယ်ဖေဖေကကျွန်တော်အခန်းထဲဝင်လာပြီးတော့ဖေဖေတို့နဲ့အတူအိတ်နော်တားကလိမ္မာပါတယ်လို့ချော့ပြီးကျွန်တော်ကိုခေါ်သွားတယ်ဖေဖေနဲ့မမေအလယ်မှာကျွန်တော်အိတ်ရပေမဲ့မကျင်ကိုတတိယပေးဝမ်းနဲ့ပက်လက်ဖြစ်ပြီးတော့မကျင်ကိုခေါ်ပေးလို့ငွေနေမိတယ်အခုညတော့ညနေနေပြီတားရဲ့မကျင်တို့ရွာ10မိုင်လောက်ဝေးတာမနေ့ပြန်တော့မကျင်ကိုသွားခေါ်ပေးမယ်လို့ဖေဖေကပြောတယ်ကျွန်တော်အတန်ငယ်စိတ်အေးပြီးတော့ငိုတိတ်ပြီးအိမ်မပြောတပြောဖြစ်နေစမှာပဲဖေဖေနဲ့မမေပြောဆိုတဲ့စကားတွေကိုကြားရတယ်အမှန်မှာတော့ကျွန်တော်အိပ်ပျော်သွားပြီထင်တော့သူတို့စကားပြောနေကြတာတားကိုတနာပါတယ်ကွာမနေ့ပြန်တော့မကျင်စီကိုတက်ရောက်လွတ်ပြီးခေါ်ခိုင်းမှဖြစ်မယ်ကျမတို့ဒီကောင်မကိုခေါ်တော့မခေါ်ခြင်းတတကဒီကောင်မကိုပို့ချစ်နေတာကိုနည်းနည်းမှမကျင်နဲ့ဘူးမင်းကလည်းတဝင်းကြောင်လိုက်တာကွာခလီးဆိုတာဒီလိုပဲပေါ့လက်တာတဲ့လူကိုချစ်တာပဲနောက်ပြီးတော့မကျင်ကလည်းဒိုးသားပေါ်မှာအင်မတန်ဂယုစိုက်တယ်ချစ်တယ်မလားဒီလိုသားကလည်းပြန်ချစ်တာပေါ့ကျမတို့သားကျမကိုပဲချစ်စေခြင်းနဲ့အခြားသူကိုမချစ်စေခြင်းချစ်တာကုန်ခဲနိုင်တာမှမဟုတ်ဘဲကွာတွန့်တိုနေကြမရှိပါဘူးချစ်တာကောင်းတာပေါ့ကွာစိတ်အေးချမ်းသာဖြစ်တယ်မုန်းတာဒေါသပဲစိတ်မချမ်းသာအောင်ဘာပဲဖြစ်ဖြစ်တတကကျမကိုပဲအမေလိုချစ်စေခြင်းနဲ့ဟုတ်ပါတယ်လေတားကမင်းကိုအမေလိုချစ်မှာပေါ့အမေပဲဟာမကျင်ကိုတော့အတော်လိုအမလိုချစ်မှာပေါ့ဓာတ်တက်အရေးကြီးတာရှိတယ်မကျင်ကတားကိုချစ်လို့ခင်းဆိုင်လို့တားကမကျင်ကိုပြန်ချစ်တယ်အခုသူချစ်တဲ့မကျင်ကမရှိတော့အကြီးကျယ်စိတ်မကောင်းဖြစ်နေတယ်တို့သားလေးကဒီလိုစိတ်မကောင်းဖြစ်နေတာကိုဒီလိုပဲကြည့်နေနိုင်သလားစိတ်ကောင်းအောင်လုံးမပေးထိုက်ဘူးလားခဏမို့စိတ်မကောင်းဖြစ်တာပါကြာတော့လဲမေ့သွားမှာပေါ့မင်းထင်ကြတယ်လို့မေ့သွားရင်တော့ကောင်းပါရဲ့မမေပဲစိုးတဲ့ဆိုးလာမယ်ဆိုရင်သိပ်ပြီးစိုးရိမ်စရာကောင်းလာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ခလေးရွယ်ဆိုတာအုံနောက်တို့နှလုံးသားတို့အင်မတန်နှုတ်တယ်ဒီတော့ခလေးရွယ်မှာတောကတွေဒုက္ခတွေပူပန်စရာတွေများများတွေ့ရင်သူတို့အုံနောက်နဲ့နှလုံးသားလေးတွေထိခိုက်ပြီးကြီးလာတဲ့အခါလူစင်မမေလူတန်းမစေပဲအုံနောက်ဝေဒနာရှင်တွေဖြစ်လာတတ်တယ်ကျမမကျင်တတ်တာကတော့မကျင်ရတတကိုချစ်တာဂရုစိုက်တာလုံလုံးနဲ့ထင်လို့ပဲဥစ္စာရှင်ထက်တကူကနှစ်မျိုးတည်းဆိုသလိုအမေရင်ထက်သူကပိုလုံးနေတော့တတကကျမထက်မကျင်ကိုပို့ချစ်သွားမှကျမသိဆိုတယ်မမေရဲ့စကားကိုကြားရတဲ့အခါကျွန်တော်ပြောလိုက်တယ်မကျင်ကိုမမေထက်ပိုမချစ်ပါဘူးမမေကိုသာမကျင်ထက်ပိုချစ်တာပါမကျင်ကိုပြန်ခေါ်ပေးပါနော်မမေဟင်တားအိမ်မပြောသေးပါလားအေးပါကွာမနေ့ပြန်လူလွတ်ပြီးမကျင်ကိုခေါ်ခိုင်းပေးမယ်အိတ်တော်နော်ထိုအခါမှပဲကျွန်တော်နေ့နေ့ချက်ချက်အိပ်ပျော်သွားတယ်မမေရဲ့ဂရီတိုင်းမကျင်ကိုခေါ်ပြီးရောက်လာတဲ့အခါကျွန်တော်ဝမ်းသာလုံးစုံနေခဲ့တယ်ထိုအခါမှာတော့မကျင်ကကျွန်တော်ကိုသတိပေးတယ်မကျင်ကိုလူလေးသိပ်ပြီးတော့အယောမွေနဲ့ခက်မှန်မှန်နေလူလေးမကျင်ကိုရောလုံးချစ်လို့ရင်မမခွေးပြစ်မှာစိုးရတယ်မကျင်ပြောတဲ့အတိတ်ပဲကိုကျွန်တော်ကောင်းကောင်းနားလေတယ်မမေကမိခင်တယောက်နေနဲ့သူ့တယောက်တည်းကိုပဲချစ်ချင်တာသူ့တယောက်တည်းကိုပဲချစ်စေချင်တာအခြားမျိုးသမီးကကျွန်တော်ကိုတားကဲသူချစ်တာကိုမမေမရှုစိမ့်ဘူးဒါကြောင့်မကျင်ပြောတဲ့အတိုင်းကျွန်တော်နဲ့မကျင်ကတိတ်ပြီးရောနှောခြင်းမပြုဘဲနဲ့ခတန်တန်မင်းနေကြတော့မမေကလည်းသဘောကျပုံပါပဲမကျင်ကိုကျွန်တော်ချစ်ချင်းတနာချင်းဟာအကြောင်းတစ်ခုကြောင့်လည်းပါဝင်နေကျွန်တော်တို့အိမ်မှာအိမ်ပေါ်တော်တော်များများရှိပေမဲ့
မိမိဆေးဆူရိုက်နေတဲ့တံကိုမခံနိုင်ကြတော့အဟောင်းထွက်သွားလိုက်အသိဝင်လာလိုက်နဲ့တယောက်ပြီးတယောက်အလဲပြောင်ဖြစ်နေပေမဲ့ကျွန်တော်မမွေးခင်ကကျွန်တော်တို့အိမ်ကိုရောက်နေခဲ့တဲ့မက်ကျင်ကသူ့လိုလျောက်အိမ်ရထွက်သွားခြင်းတနည်းပြောရရင်ကျွန်တော်နဲ့ခွေးခွာသွားခဲ့ဘူးခြင်းမရှိဘူးမိမိနှိချလို့သာအိမ်ရဆင်းသွားခဲ့ရတာတခါတခါမှမက်ကျင်ပြောပြတတ်တယ်လူကလေးမိမိတံကိုမခံနိုင်လို့ထွက်သွားမယ့်ကြံပေါင်းများလာပါပြီလူကလေးနဲ့မခွေးနိုင်လို့ဒီလောက်တောင်ကျွန်တော်ကိုချစ်တဲ့မက်ကျင်ပါမိမိချစ်ပုံကလည်းတစ်မျိုးသူတယောက်သားလည်းကျွန်တော်ကိုသားလို့ချစ်ချင်ပြီးတော့အခြားသူကကျွန်တော်ကိုသားလို့မချစ်စေချင်ဘူးဒါကြောင့်မိမိချစ်ပုံကရေစရာကောင်းပြီးတော့မက်ကျင်ရဲ့ချစ်ပုံကတနာစရာကောင်းတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်လည်းအသက်တဖြည်းဖြည်းကြီးလာပြီဖြစ်တော့မက်ကျင်လည်းကျွန်တော်ကိုပိုက်ထွေးခြင်းမပြုတော့မိမိလည်းချစ်တော်ဝန်ကြောင့်မှုတွေပေါ်မလာတော့ပါကျွန်တော်10တန်းအောင်တဲ့အချိန်မှာရန်ကုန်တက္ကသိုလ်သွားရောက်ပညာသင်ရမယ့်ကိစ္စပေါ်လာတယ်မိမိကသားနဲ့အတူမိမိပါရန်ကုန်လိုက်နေခြင်းနဲ့ကွယ်တော့ပေမဲ့မိမိကကျမ်းမာရေးမကောင်းလို့ခက်တယ်လို့ပြောရှာတယ်ဖေဖေကမိမိကိုဆုံးမပြီးတော့ကျမ်းမာရေးကောင်နေထိုင်စားတော့ကိုကျမ်းမာရေးနဲ့ညီညွတ်အောင်လုပ်ဖို့ကွာနောက်ပြီးတော့ဒေါသကိုလည်းသိမ့်စီဒေါသကြီးလို့နေလူတွေကကျမ်းမာရေးချွတ်ရင်းတတ်တယ်အဲဒီနောက်ဖေဖေကကျွန်တော်ကိုဆက်ပြီးဆုံးမတယ်ဖေဖေတို့ငယ်ငယ်တုန်းကတော့မိဘစင်ရဲလို့10တန်းအောင်ပေမဲ့တက္ကသိုလ်ကြောင့်မနေနိုင်ပါဘူးကွာကျောင်းဆရာအလုပ်လုပ်ရင်ကိုတူးကိုချွန်စူးစားရင်းနဲ့ဒီပွဲရအောင်မအိပ်မနေစကြက်ခဲ့ရတာသားတော့ကံကောင်းပါတယ်ကံကောင်းတယ်လို့လူကလည်းကောင်းရမယ်ကျောင်းနေတယ်ဆိုတာပညာလေးတက်ရမယ်စာမေးပွဲလေးအောင်ရမယ်ပညာသာတက်ပြီးစာမေးပွဲမအောင်ရင်လည်းမဖြစ်ဘူးစာမေးပွဲအောင်တော့အောင်ပညာမတက်ရင်လည်းမကောင်းဒီတော့ပညာတက်ပြီးစာမေးပွဲအောင်မစေနော်ဟုတ်ကဲ့ဖေဖေပြောသလိုဖြစ်အောင်ကျွန်တော်ကြိုးစားပါမယ်ဖေဖေကကျွန်တော်အားရှိအောင်အပေးစကားပြောပြီးနောက်ရန်ကုန်တက္ကသိုလ်သွားပြီးသင်ကြားရမှာကျွန်တော်နေရေးထိုင်ရေးစားရေးတောက်ရေးတွေတိုင်ပင်ကြပြန်နေကျောင်းရီကျောင်းစားပေါ်ရာနေရန်ကကျွန်တော်အနေထိုင်ကျဉ်းကျပ်မယ်အစားတော့စိတ်တိုင်းကြမဖြစ်မအောင်မမေကစိုးရိမ်နေဒါကြောင့်မမေကအကြံတစ်ခုပေးတယ်ရန်ကုန်မှာမမေအမျိုးတွေရှိတယ်သူတို့အိမ်မှာနေကောင်းကောင်းလေးနေရမယ်ကောင်းကောင်းလေးစားရမယ်မမေစကားကိုကြားတော့ဖေဖေကအတိတ်ပဲပါတဲ့အပြုံးမျိုးနဲ့ပြုံးတယ်မင်းမျိုးတွေအိမ်မှာနေကောင်းကောင်းစားရမယ်ဆိုတာတော့ဟုတ်ပါတယ်ကောင်းကောင်းနေရမှာတော့မဟုတ်ဘူးအိုးရှင်ကလည်းမဟုတ်တာပြောတော့မယ်ကျမညီမနေတာတွေကနှစ်ထပ်တိုက်အကျယ်ကြီးရှင်ဘာလို့ကောင်းကောင်းမနေရမှာလဲနေဖို့အတွက်တော့အနှောက်အယှက်ဖြစ်မှာပဲဘာလို့လဲငါရန်ကုန်ရောက်တိုင်းမင်းညီမများတိုက်မှာတဲတာပဲသူတို့เจ้าသိတာပေါ့မင်းညီမကလည်းမင်းလိုပဲပူညံနဲ့ဒီတော့ငါသားအေးလိုဘယ်နေရမှာလဲသူတို့ဟာသူတို့ဆူတာပဲကိုလဲကိုဘာသာကိုနေပေါ့ဒီလိုပဲဖြစ်မလဲကွာတိန်နေနေတဲ့လူတွေကစင်ညံပလောရိုက်နေဘလို့အေးလိုနေရပါမလဲဒီလိုသာဆိုရင်တော့တောင်းကိုဘော်ရာပဲထားရမလားအကောင်းဆုံးနေရတော့ကျောင်းနီးနီးမှာအိမ်တလုံးငါပြီးတော့အိမ်ဟာကျောင်းတက်စားမှုတောင်းမှုကတော့မင်းဖြစ်ဖြစ်မက်ကျင်ဖြစ်ဖြစ်တာဝန်ယူပြီးချက်ပြုတ်ကျွေးပေါ့ကွာဒီလိုဆိုရင်တော့ကျမကိုယ်တိုင်ရန်ကုန်လိုက်နေပြီးကျွေးမွေးဆောက်ရှောက်ခြင်းနဲ့ဒါပေမဲ့ကျုပ်ကကောင်းကောင်းမကျမ်းမှာတော့လုပ်ပေးနိုင်မှာမဟုတ်ဘူးအခြားတယောက်နဲ့ဆိုပြန်တော့လေစိတ်မချဘူးမက်ကျင်ဆိုရင်စိတ်ချရပါတယ်မင်းသားမွေးလာတဲ့ကဒီနေ့ထိသားတာဝန်တွေအားလုံးမက်ကျင်ပဲဆောင်ရွက်နေတာပဲမလားဒီလိုလို့ကျောင်းဖွင့်ကန်နေတော့သားနဲ့အတူမင်းရဲ့ငါရဲ့မက်ကျင်ရဲ့သွားကြမယ်ရန်ကုန်ကြတော့မင်းညမအိမ်မှာအဆင်ပြေလေသူတို့အိမ်မှာနေပြီးကျောင်းတက်ပေါ့ဒီလိုမနေချင်ဘူးဆိုရင်တော့ကျောင်းသားမှာအိမ်တလုံးငါပြီးကျောင်းတက်အဲ့လိုအဆင်မပြေဘူးဆိုရင်ကျောင်းရီကျောင်းစားပေါ်ရာနေဟုတ်လားသားသဘောကျရဲ့လားဖေဖေကနီးလန်းတွေဆိုအောင်ပြောပြပြီးနောက်ကျွန်တော်ဆန္ဒကိုမေးတယ်ဖေဖေပြောတာကောင်းပါတယ်ကျွန်တော်သဘောကျပါတယ်ရန်ကုန်တက္ကသိုလ်မဖွင့်မီအတော်စောစောကြိုပြီးတော့ဖေဖေမေမေနဲ့မက်ကျင်ပါကျွန်တော်နဲ့အတူရန်ကုန်သွားကြတယ်မမေရဲ့ညီမဝမ်းခွဲတော်သူရဲ့တိုက်မှာကျွန်တော်တို့တေးခုကြတယ်မမေနဲ့သူတို့ညီမဝမ်းခွဲဖြစ်ပေမဲ့ညီမအရေးနဲ့မချချစ်ခင်ကြတာကိုတွေ့တဲ့အခါတခါဖေဖေပြောတာကိုသတိရမိတယ်သူတို့မျိုးတွေကကြီးမျိုးတွေကသူတို့အပေါ်မှာသာရက်ဆက်တတ်တာသူတို့မျိုးချင်းကြတော့အင်မတန်ချစ်တတ်ကြတယ်ဖေဖေပြောတဲ့အတိုင်းပါပဲမမေနဲ့တော်တော်ကအလွန်ချစ်ကြပေမဲ့အိမ်ပေါ်အပေါ်မှာတော့မမေလိုပဲတော်တော်ရက်ဆက်ကြမ်းကြုတ်တဲ့အပြောဆိုအမူအရာမြင်ရတော့မမေကိုကျွန်တော်ကြောက်ရွံ့တယ်လို့တော်တော်ကိုလည်းကြောက်ရွံ့မိတယ်ဒါကြောင့်ကျွန်တော်ကသူတို့အိမ်မှာနေပြီးကြောင်းတက်ရန်တော်တော်ကအားတက်သရောပြောပြီးမြဲကျွန်တော်စဉ်းစားပါမယ်လို့သာမတိမကြပြောခဲ့တယ်မမေနဲ့တော်တော်ရဲ့ကိုရမှာဖေဖေကကျွန်တော်သဘောကိုမေးတယ်တားရောဗမာနေခြင်းစိတ်ရှိတယ်အမှန်ပြောရရင်တော့တော်တော်ကိုကျွန်တော်ကြောက်တယ်ဟုတ်တယ်ကြောက်လေးကြောက်စရာပဲနောက်ပြီးတောက်ထက်အရေးကြီးတာတစ်ခုလည်းရှိသေးတယ်ဘာလဲဖေဖေသူတို့မှာသမီးပြို2ယောက်ရှိတယ်မလားဒီကလေးမတွေကပညာကိုကြိုးကြိုးစားစားမသိဘူးတယောက်မှ10တန်းမအောင်သူတို့ရွေချက်ကဝင်ဝင်ကောက်ကောက်ရတဲ့အရာရှိတို့လူချမ်းသာတို့အဲ့ဒီလိုလူမျိုးယူပြီးတော့မင်းကတော့တခရီးကတော့လှုပ်ဖို့လောက်ပဲစိတ်ကူးညင်ထားတာအဲ့ဒီလိုမိန်းကလေးမျိုးဖေဖေသဘောမကျဘူး
ရှင်းရှင်းပြောရရင်အဲ့ဒီလိုမိန်းကလေးမျိုးနဲ့ဖေဖေသားအကြောင်းပါသွားမှစိုးတယ်ဒီလိုဆိုရင်ဖေဖေကမမေကိုတော့ဘာဖြစ်လို့ယူလဲကျွန်တော်ကရည်စရာလိုမေးလိုက်တော့အေးတားမေးမယ်ဆိုလဲမေးစရာပဲဖေဖေကလူရိုးလူအေးမလားလောကအကြောင်းသိသိတာမဟုတ်ဘူးဖေဖေရရှိဖြစ်လာတော့မင်းမမေမိဘတွေကဖေဖေမိဘတွေစီသွားပြီးစကားကြောင်းကြတယ်လေဖေဖေမိဘတွေကသဘောတူလို့ယူလိုက်ရတာတားကြတော့ဖေဖေလိုအဖြစ်မျိုးမကြုံစေချင်ဘူးဟုတ်ကဲ့ဖေဖေကျွန်တော်ဖေဖေစကားကိုနားထောင်ပါမယ်ဒါပေမဲ့တားရဲ့မေမေကိုကျေးဇူးတင်ဖို့ကောင်းတာတစ်ခုတော့ရှိတယ်အခြားကိစ္စတွေမှာဘလောက်ပဲဆိုတားအပေါ်မှာတော့ဘရောမှမစိုးတားကိုချစ်တဲ့နေရာမှာဘေမိခင်နဲ့မှမတူနိုင်အောင်ချစ်နိုင်တဲ့မိခင်ပဲဒါကြောင့်ဖေဖေကသူ့ကိုကျေးဇူးတင်တယ်တားကိုအလွန်ကြုံချစ်တာဖေဖေပြောတဲ့ကြီးမျိုးတွေဆိုတာကြောင့်လားမှမသိပဲဟုတ်တယ်အဲ့ဒါလေကြီးစိတ်ပဲဒါပေမဲ့ဘာဖြစ်ဖြစ်တားကိုချစ်ပေါ်ရတာကိုပဲဝမ်းသာရပါတယ်ကျေးဇူးလေးတင်ရပါတယ်ဖေဖေနဲ့မေမေကတမျိုးတစ်ပါးသားစီပဲနော်ဖေဖေကကျွန်တော်အတွက်ဆုံးမစကားပြောတယ်လူတွေကယဟန်တာမဟုတ်တော့အားလုံးအကောင်ကြီးပဲဖြစ်နိုင်မလဲကွာအကောင်များပြီးအစိုးနေလူကောင်းပေါ့အကောင်နေပြီးအစိုးများရင်လူဆိုးပေါ့ဒီတော့လူကောင်းဖြစ်ခြင်းအစိုးနေပြီးအကောင်များအောင်ကြံရမယ်ပြောရမယ်လုပ်ရမယ်ကောင်းတဲ့လူကိုတွေ့ရင်ဆရာတင်ပြီးကောင်းတာတွေအတူယူမကောင်းတဲ့လူကိုတွေ့ရင်လည်းဆရာတင်ပြီးတော့သူ့လိုမကောင်းမဖြစ်အောင်ဆင်ခြင်ကျွန်တော်နေရေးထိုင်ရေးအတွက်အဆုံးဖြတ်မပေးရသေးတော့ဒရရုတိုက်မှာပဲနေခဲ့ကြတယ်တနေ့မှာတော့ဖေဖေကအပြင်ကပြန်လာပြီးဝမ်းသာအားရပြောတယ်သားနေဖို့နေရာရခဲ့ပြီဘာမှလဲမမေရောတော်တော်ရောမေတော့တက္ကသိုလ်ကျောင်းနေနီးနီးလေးရေတစ်ထက်တိုက်လေးကောင်းပါလေကောင်းတက္ကသိုလ်ကအင်္ဂလိပ်ပေါမောက္ခကြီးတယောက်ပြင်ဆင်ယူပြီးတော့ဘီးလက်ပြန်တော့မှာမို့သူ့ပိုင်နဲ့တိုက်ရောတိုက်ပေါ်ကပရိဘောဂတွေပါဈေးပေါ်ပေါ်နဲ့ရောင်းမယ်တဲ့ဈေးရတယ်တကယ်သက်သာတယ်ဒါကြောင့်စေရန်ငွေတောင်ပေးခဲ့ပြီးပြီဖြစ်မှဖြစ်ရလေရှင်ကျမတို့ကိုလေတိုင်မင်အောင်ပေါ့ကျမတို့တိုက်ကနေပြီးကြောင်းတက်ပါလို့တန်တန်ပြောထားရက်နဲ့တိုက်စေရန်ပေးခဲ့ရတယ်လို့အံ့ဩပါရဲ့ဈေးအမတန်တက်တာတော့သူများဥတော်မှာဆိုလို့စေရန်ပေးခဲ့ရတာကွာตาလေကြောင်းနီးနီးနေလို့ရအောင်ပေါ့မင်းတို့မှာအခုတိုက်တလုံးရှိနေပြီမလားအဲ့ဒီတိုက်ဝဲပြီးမင်းတို့မှာတိုက်နှလုံးပိုင်ပြီလို့သဘောထားပေါ့ကွာအဖေကဘာသဘောနဲ့ဒီလိုပြောလိုက်လဲမသိပေမဲ့တော်တော်ကတော့ဖေဖေစကားအတွက်အများကြီးသဘောကျပြီးပီတိဖြစ်နေပုံရတယ်ငါတို့သားနဲ့မင်းတို့သမီးလက်ထပ်ပြီးအခုဝယ်မဲ့တိုက်ရမင်းတို့တိုက်ပေါ့ကွာဒီသဘောနဲ့ဖေဖေကပြောတယ်လို့တော်တော်ကအရှိန်ယူဟန်ရှိပါတယ်ဖေဖေတိုက်ဝယ်မဲ့အောင်မကန့်ကွက်တော့မကြခင်မှာတော့ဖေဖေတိုက်ဝယ်ခဲ့တယ်ကျောင်းဖွင့်ရန်ရက်အတန်လိုသေးတော့ကျွန်တော်တို့ကထိုတိုက်တစ်ကိုပြောင်းရွှေ့နေခဲ့ကြတယ်ကျောင်းဖွင့်တဲ့အခါမှာကျွန်တော်နီးနီးနားနားကျောင်းတက်ရပြီကျောင်းဖွင့်ပြီးနောက်ရက်အကြာမှာတော့ဖေဖေနဲ့မမေတို့ကကျွန်တော်နဲ့အတူနေပြီးတော့သူတို့မျိုးပြန်ကြတဲ့အခါမမေကတတနဲ့ညရင်ညနေတခါမှမခွဲဘူးအခုရက်တွေအကြာကြီးခွဲရတော့မှမမေငိုနေတာမြင်တော့ကျွန်တော်လေးမျက်ရည်ဝဲနေဖေဖေပြောခဲ့ဘူးတာကိုနားရဲကြားရောက်နေတယ်တားကိုချစ်တဲ့နေရာမှာဘယ်မိခင်နဲ့မှမတူအောင်ချစ်တဲ့မိခင်ပဲမမေကကျွန်တော်နေထိုင်ရေးပညာသင်ရေးကျန်းမာရေးအတွက်မပြီးဆုံးနိုင်အောင်မှားရမ်းရှိမှာတယ်ဒါတည်င်းကျွတ်တို့ဒီစမှာပိတ်ရတို့ဆိုရင်ဆက်ဆက်ပြန်ခဲ့နော်ဟုတ်ကဲ့မမေပြန်ခဲ့ပါမယ်အဲဒီနောက်မမေကမက်ကျင်ကိုဟဲ့မန်နကြီးဒါကိုအထူးဂရုစိုက်နော်အော်ငေါ့ပြီးမှာပြန်နေမက်ကျင်ကိုမန်နကြီးလို့ခေါ်ခြင်းမှာနကြီးကောင်တွေကသူတို့အုံတွေကိုအခြားပူးကောင်ငယ်တွေကိုတင်ပြီးတော့သားမဟုတ်ပဲအသားအဖြစ်မှတ်ယူနေတယ်လို့ယူဆရှိတယ်ထို့တူပဲမက်ကျင်ကသူ့သားမဟုတ်တဲ့ကျွန်တော်ကိုသားလို့ချစ်နေတော့မန်နကြီးလို့ခေါ်ခြင်းပဲဖြစ်တယ်မမေကမက်ကျင်ကိုပုတ်ပုတ်ခက်ခက်ပြောလိုက်သေးတယ်အေးပါလေငါသားအတွက်စိတ်မချလို့မှားရတာမန်နကြီးကတော့တသားကိုဂရုစိုက်မှတေးကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အတူကအစ်စ်ထက်တောင်ပုတ်တက်ကေးထက်သေးတယ်မလားမမေကဘလို့ပဲလှုပ်လှုပ်တပုတ်လင်းလင်းပြောမက်ကျင်ကတော့သူ့ကိုမပြောတယ်လို့ခေါင်းငုံပြီးခံရှားတယ်မင်းရလဲကွာမင်းသားကိုဂရုတစိုက်စောင့်ရှောက်မဲ့သူကျေးဇူးတင်ရမယ့်အစားပုတ်ပုတ်ခက်ခက်ပြောနေတော့စောင့်ရှောက်ပေးမဲ့သူကစိတ်ပြတ်မသွားဘူးလားဖေဖေစကားကိုကြားတဲ့အခါမှာမမေကသူ့အမေကိုတီသွားဟန်တူတယ်မက်ကျင်ကိုနောက်ထပ်ဘာမှမပြောတော့ပါဘူးမမေပြန်သွားပြီးရက်အနည်းငယ်တွင်မှမမေထံစာရတယ်ကျွန်တော်သတိရကြောင်းကျွန်တော်ကျမ်းမာရင်ဆူတောင်းကြောင်းစသဖြင့်ပေါ့မမေကသူ့မွေးနေ့ဖြစ်တဲ့ဗုဒ္ဓဖူးနေ့တိုင်းကျွန်တော်ထံကိုစာထည့်တယ်မမေစာရတာနဲ့အမျှကျွန်တော်လေးစာပြန်ရေးတယ်မမေပျော်ဆုံးအချိန်ကတော့နွေရာသီကျောင်းပိတ်ရက်ရှိပေါ့ထိုရက်တွေမှာကျွန်တော်မမေထံပြန်ရတယ်မက်ကျင်ကအိမ်ဆောင်နေရတော့မလိုက်ရဘူးသတရင်ကျုပ်ပွဲတော်နဲ့ခရစ်စမတ်ပွဲတော်ရက်တွေလည်းရဲတော်များကျောင်းပိတ်ရင်မမေထံကိုကျွန်တော်ရအောင်ပြန်တယ်ကျောင်းဖွင့်တဲ့လတွေမှာတော့တနင်္ဂနွေနေ့တိုင်းကျွန်တော်ရောမက်ကျင်မှာစိတ်ညစ်ကြရတယ်အကြောင်းကတော့ဒရိုနဲ့သူ့သမီးနှစ်ယောက်ကကျွန်တော်တို့အိမ်ကိုလာရောက်ကြပြီးတော့သူတို့အိမ်လိုချဲလေလုတ်ကန်ကြတယ်
နက်နက်စာရောညစာပါချက်ပြုတ်စားတော့ကြတယ်မက်ကျင်ကိုလည်းအပြစ်ရှာပြီးချိန်မောင်းတတ်သေးတာသူတို့ကွယ်ရမှာမက်ကျင်အားပြောတယ်လူကလေးသာမက်ကျင်သားဆိုရင်ဒီလိုဟာတွေနဲ့မပေးစားဘူးကျွန်တော်လေးသူတို့ကိုစိတ်ဝင်စားပါဘူးကျွန်တော်ကဖေဖေသားပိတစွာစာအုပ်ပဲစူးစမ်းတင်ပြီးတော့တနေ့တည်းမှန်မှန်အောင်ခဲ့တယ်မဟာဝိဇ္ဇာတန်းနောက်ဆုံးနှစ်ကိုရောက်တော့ဒုတိယကမ္ဘာစစ်မီးကကျွန်တော်တို့ပြည်ကိုကူးဆက်လာတယ်။ကျောင်းနေပိတ်တော့ကျွန်တော်ကဖေဖေနဲ့မမေထံကိုပြန်သွားတော့မက်ကျင်လည်းအတူပါလာတယ်။အင်္ဂလိပ်စစ်တပ်တွေကမြန်မာပြည်ကိုဆုတ်ခွာကြရမှာကျွန်တော်တို့မျိုးကဆုတ်ခွာတဲ့လမ်းမှာရှိနေတော့မြို့ပေါ်မှာမနေဝန်းကြဘဲနဲ့ကျွန်တော်တို့မိသားစုက10 မိုင်လောက်ဝေးတဲ့မက်ကျင်တို့ရွာကိုပြောင်းရွှေ့နေကြရတယ်။မက်ကျင်တို့ရွာစစ်ပေးတဲ့မခံရဘဲနဲ့အေးချမ်းနေရွာသူရွာသားတွေကလည်းသဘောမနှောကောင်းပြီးစိတ်ကောင်းစေတနာရှိကြတော့ကျွန်တော်တို့စိတ်ချမ်းသာရတယ်။တနေ့မှာတော့ကျွန်တော်ရွာလမ်းမှာတိုင်းလျှောက်ခဲ့တော့ကျောင်းသူကျောင်းသားလေးတွေစတင်နေတာကျောင်းကိုတွေ့တော့စစ်ဘေးကင်းလို့တော့ကျောင်းမွေးလက်ထားမြေဖြစ်ပြီးတင် जा နေနိုင်တယ်။ကျွန်တော်ကျောင်းပေါ်ကိုတက်သွားတော့လာပါဆရာလာပါဆရာတို့မိသားစုစစ်ပြေးဖြစ်နေကျမတို့ရွာရောက်လာတာကြားပါတယ်။ဆရာတို့အိမ်မှာနေတဲ့တော့ချင်းကကျမအတော်ပါ။ဆရာကိုတောင်းပန်ချင်တာတစ်ခုရှိတယ်။ဆရာတက်နိုင်ရင်ပေါ့လေ။ဆရာမလေးကအားနာတဲ့အမူအရာနဲ့ပြောတော့ကျွန်တော်ကိုခိုင်းချင်တာရှိရင်ခိုင်းပါဘာမှအားနာစရာမရှိဘူး။ကျမမြန်မာဆယ်တန်းနဲ့အထက်တန်းဆရာဖြစ်အောင်ပါတယ်ဆရာ။ဒါပေမဲ့အင်္ဂလိပ်စာတော့မတက်ဘူး။ဒီလိုဆရာစီမှာကျမအင်္ဂလိပ်စာသင်ချင်ပါတယ်။ဆရာဝန်မလေးဘူးဆိုရင်ပေါ့။ဝင်မလေးပါဘူး။ကျွန်တော်သင်ပေးပါမယ်။ဆရာမအားတဲ့အချိန်လာပါလို့ကျွန်တော်ပြောလိုက်တယ်။ညနေကျောင်းဆင်းချိန်တော့ဆရာမမအေးမေကကျွန်တော်တို့နေတဲ့အိမ်ကိုရောက်လာတယ်။ကျွန်တော်ကအင်္ဂလိပ်စာသင်ပေးရတယ်။မအေးမေကညံကောင်းယူသားမကလုံးလာရီရလည်းကောင်းသူဖြစ်တော့အံ့ဩလောက်အောင်တိုးတက်မှုရှိတယ်။ဒါပေမဲ့မအေးမေနဲ့ပတ်သက်ပြီးစိတ်မချမ်းသာစရာတွေ့ခဲ့တယ်။တနေ့မှာတော့မအေးမေကျွန်တော်ထံစာလာမတင်တော့နေထိုင်မကောင်းများဖြစ်သလားလို့တွေးပြီးသူ့အိမ်ကိုလိုက်သွားလိုက်တယ်။လာဆရာလာလိမ့်မယ်လို့တော့ကျမထင်တာ။သူ့ရဲ့မျက်နှာညှိုးငယ်နေတာကိုကျွန်တော်အကဲခတ်လိုက်တယ်။ပြောစမ်းမအောင်ဆရာမရဲ့ဘာဖြစ်လို့လဲ။ဆရာတင်ပေးလို့အင်္ဂလိပ်စာအခြေခံတော်တော်ရနေပြီမလားဆရာ။ဒီတော့ကျမဘာသာဆက်ပြီးစူးစမ်းသွားရင်ဖြစ်ပါပြီ။ဆရာတင်ပေးနေတာပင်မမှာဆိုလို့ကျမမလာတာပါ။ဒီလိုမဟုတ်နိုင်ပါဘူး။မှန်ရကန်ရပြောပါ။အကြောင်းတစ်ခုရှိလို့မလာတာကိုကျွန်တော်ရင်းမိတယ်။ဆရာဘယ်လိုထင်လို့လဲ။ကျွန်တော်အထင်ပြောရရင်တော့ဆရာမမလာပါနဲ့လို့မမေကပြောလို့ထင်တာပဲ။မအေးမေကဘာမှပြန်မပြောဘဲပြုံးနေတယ်။ဆရာမကိုဘယ်သူလာပြောလဲ။ဖုံးမထားပါနဲ့ဆရာမရဲ့ကျွန်တော်လည်းသိတဲ့လောက်သိပြီးပါပြီ။ဆရာတို့မမေကပြောခိုင်းလို့ဒေါ်ကျင်လာပြောတာပါ။ဘယ်လိုပြောလဲ။ပြောပုံကမကောင်းပါဘူးဆရာရဲ့မသိချင်ပါနဲ့။ပြောတာပြောပါဆရာမရဲ့အကျိုးအကြောင်းဘာမှမသိရရင်ကျွန်တော်စိတ်မကောင်းဖြစ်မှာပေါ့။မအေးမေကကျွန်တော်ကိုဂရုဏာတတ်တဲ့မျက်လုံးနဲ့ကြည့်ပြီးပြောတယ်။တူတူပြောရမယ်ဆိုရင်ဆရာစီကိုကျမလာပြီးအင်္ဂလိပ်စာမသင်ပါနဲ့တဲ့။ဘာဖြစ်လို့လဲ။မအေးမေကရှေ့ရုံးနဲ့အမူအရာနဲ့ခေါင်းငုံပြီးဆရာနဲ့ကျမကိုစိတ်မချဘူးထင်ပါရဲ့။ဒီလောက်ပြောရင်ကျွန်တော်သိပါပြီ။ရန်ကုန်မှာနေတဲ့တူတူမတယောက်နဲ့ကျွန်တော်အမေကပေးစားချင်တာကျွန်တော်မစုံမက်ပါဘူး။ဖေဖေကလည်းသဘောမတူဘူး။အဲ့ဒီအကြောင်းကိုလည်းဒေါ်ချင်းကပြောပါတယ်။ဆရာမေမေကတော့အိုချင်တာအိုချင်တီကျူချင်တာကျူချင်နေဆိုသလိုဖြစ်မှာစိုးဟန်တူပါတယ်။ဒီတော့ကျမအင်္ဂလိပ်စာမသင်ပေးပါတော့နဲ့ဆရာရဲ့မဆိုင်ပါဘူးဆရာမရဲ့ကျွန်တော်သင်ပေးပါရစေ။မေမေရဲ့အယူသိမှုကြောင့်ဆရာမပညာသင်ကြားရေးပြတ်မဲဆိုရင်လေမေမေမှလည်းတာဝန်မကင်းဘူးကျွန်တော်လည်းစိတ်မကောင်းဖြစ်တော့မှာပဲ။ဒီတော့ကြောင်ပိတ်တဲ့နေ့မှာဆရာမကျွန်တော်အိမ်ကိုလာခဲ့ပါ။ဒီလိုသင်ပေးရမှကျွန်တော်လေးစိတ်ကျေနပ်မှုရှိမှာ။ဒါတော့ဆရာသဘောပါလေဆရာကိုလည်းစိတ်မကောင်းမဖြစ်စေချင်ပါဘူး။တခါမှတော့ဖေဖေနဲ့စကားပြောရင်းဆက်မိတော့မအေးမိအကြောင်းကိုပြောမိတယ်။ဒီဟာအကြောင်းဆရာမလေးကစိတ်နေစိတ်ထားအပြောဆိုအနေထိုင်ရောအချစ်စာရေးတာရောအလွန်တော်တယ်ဖေဖေ။အေးကွာရုပ်လေးကလည်းတော်တော်ချောတယ်။နာမည်လေးလိုက်အောင်အေးအေးလူလူလေးရှိတယ်။မိမေရဲ့တူမနဲ့များကွာပါ။တားအိမ်အောင်ပြုတ်မေးကြရင်ဒီလိုမင်းကလေးမျိုးကိုရွေးတင်တယ်။မီးလောင်ရလေပင်းဆိုသလိုမအေးမေကိုကျွန်တော်စိတ်ဝင်စားတဲ့စိတ်ဝင်စားအောင်ဖေဖေကတိုက်တွန်းနှိုးဆိုသလိုဖြစ်သွားတယ်။ကျွန်တော်တို့ကစစ်ကာလတစ်လျှောက်လုံးမအေးမေတို့ရွာမှာအေးချမ်းစွာနေထိုင်ကြတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာကျွန်တော်မှဝမ်းသာဝမ်းနည်းဖြစ်ရတယ်။လူအပေါင်းဒုက္ခမျိုးမျိုးကြုံတွေ့ရတဲ့စစ်ကြီးပြီးသွားတော့ဝမ်းသာပါတယ်။ဒါပေမဲ့မအေးမေနဲ့ခွဲခါရတော့မှဖြစ်တဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်။အတူနေစဉ်ကမအေးမေကိုကျွန်တော်ဆွဆွလန်းလန်းရှိတယ်လို့မထင်ဘူး။တာမန်မြတ်လောက်ပဲခင်မင်နေခြင်းလို့ထင်တာ။အခုလိုခွဲခွာရတော့မှဖြစ်တဲ့အခါမှာတော့ကျွန်တော်အကြီးအကျယ်စိတ်မကောင်းဖြစ်တယ်။မအေးမေကိုအဆွေးဆွေးနေပြီဖြစ်ကြောင်းရှင်းရှားနေတယ်။ဒါကြောင့်ကျွန်တော်စိတ်ထဲမှာရှိသမျှကိုဖွင့်ပြောလိုက်တယ်။ဖြစ်နိုင်မယ်ဆိုရင်တော့ဆီယာမနဲ့အတူတစ်သက်လုံးနေကြပါတယ်။ကျမကလည်းအဲ့လိုပဲအတူနေကြပါတယ်။
ဒါပေမဲ့ဆရာမေမေစိတ်မကောင်းဖြစ်မှာဆိုတယ်ဒီတော့အတူနေလို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးဆရာရဲ့ကျွန်တော်တို့မြို့ကိုထွက်ခန်းနေမအေးမေကိုနောက်ဆုံးနှုတ်ဆက်ခြင်းနဲ့နှုတ်ဆက်ရမှာကျွန်တော်ရင်တဝမ်းလုံးပူပိုင်လောင်မြောက်နေတယ်မအေးမေကမျက်ရည်လေးတွေလဲနေရှာတယ်ကျွန်တော်တို့အကြောင်းကိုရိပ်မိတဲ့ဖေဖေကနောက်ဆုံးတော့တရားအတိုင်းမို့ကွာလို့ပြောတယ်စစ်ပီးစာမှာကျွန်တော်နဲ့မကျင်ရရန်ကုန်ကိုပြောင်းရွှေ့နေကြပြီးတော့ကျွန်တော်ကတက္ကသိုလ်ကျောင်းမှာမဟာဝိဇ္ဇာတန်းကိုနောက်ဆုံးနှစ်သင်ကြားနေတယ်မအေးမေနဲ့ကျွန်တော်ကအမြဲလိုစအဆက်အသွယ်ရှိပါတယ်တနည်းပြောရရင်စာအုပ်အောင်ဆွဲလုပ်ပြီးသမီးစာဖြစ်နေကြပါပြီဒါပေမဲ့တကယ်ပေါင်းရဖို့ကဖြစ်နိုင်မဲ့ကိစ္စမဟုတ်ဘူးဆိုတာနှစ်ယောက်လုံးသိထားကြတယ်မမေကဘယ်နည်းနဲ့မှသဘောတူမှာမဟုတ်ဘူးမအေးမေကိုသတိရတိုင်းသူ့အကြောင်းမကျင်နဲ့ပြောရတယ်မအေးမေကဒီနှစ်အင်္ဂလိပ်10တန်းဝင်မယ်တဲ့သူကမြန်မာ10တန်းအောင်ပြီဖြစ်တော့အင်္ဂလိပ်တစ်ဘာသာပဲဝင်ရမယ်10တန်းအောင်ရင်တက္ကသိုလ်နေနိုင်တယ်ကျွန်တော်ပြောတော့မကျင်အောင်ဝမ်းသာအားရနဲ့10တန်းအောင်ပြီးရန်ကုန်ကျောင်းလာနေနိုင်ပါစေသူမလေးနဲ့လည်းအကြောင်းပါပါစေလို့ဆုတောင်းတယ်ကျွန်တော်မဟာဝိဇ္ဇာတန်းအောင်တယ်လို့အေးမေလည်း10တန်းအောင်တယ်ကျွန်တော်ကရန်ကုန်တက္ကသိုလ်မှာဆရာလုပ်ရတော့အေးမေကလည်းပညာရေးတက္ကသိုလ်ပထမနှစ်ကျောင်းသူဖြစ်လာတော့ကျွန်တော်တို့ချင်းအတော်နီးစပ်လာတယ်ဒါပေမဲ့မမေကမကြင်မနှက်ဖြစ်မအောင်တည်ထားကြတော့တအိမ်စီနေကြတယ်မမေရောမမေညမတော်တော်ပါတို့သမီးခင်ခင်ထူးနဲ့ပေးစားဖို့ကျွန်တော်အပူတပြင်းနားချနေတယ်ကျွန်တော်ကလည်းခင်ခင်ထူးကိုမစုံမက်ဖေဖေကလည်းသဘောမတူမကျင်ရပါကန့်ကွက်တော့ကျွန်တော်တို့၃ယောက်ကတစ်ဖက်မမေနဲ့တော်တော်ကတစ်ဖက်အတိုက်ခံဖြစ်နေတာပေါ့ဒီလိုနဲ့မမေကညီလှိမ့်ရလှန်ဆိုင်တော့တယ်ကျွန်တော်ကခင်ခင်ထူးကိုမယူလို့ကြောင်းညှင်းဆန်နေခြင်းဟာမကျင်ရဲ့ပယောဂပါတယ်ဆိုပြီးတော့ပေါ့မကျင်ကသူ့တူမမအေးမေနဲ့ပေးစားလို့တော့ကဖက်ကရက်လှုပ်တယ်လို့မမေကအယူရှိပြီးမကျင်ကိုကျွန်တော်နဲ့တူမထားတော့ပဲပြန်ခေါ်ပြီးတော့အခြားမျိုးသမီးတက်ကိုကျွန်တော်နဲ့တူထားတယ်မမေကလင်ကောင်းသားကောင်းရပါတယ်စီးစိမ်ဥစ္စာပြည့်စုံသွားနေရပါတယ်ဒါပေမဲ့ကန်ဆိုးရှာတယ်ဒေါသမမာနာအာကြီးလို့လားမပြောတတ်ဘူးနှလုံးရောဂါကတ်လာလေပြီးတော့လာအနှွေးငယ်တွင်းမှာပဲကွေလွန်သွားရှာခဲ့တယ်မမေကွယ်လွန်သွားတဲ့အခါမကျင်ကကျွန်တော်ရင်းနဲ့တူလာနေတယ်ဖေဖေရဲ့ဆန္ဒအရမအေးမိလည်းကျွန်တော်တို့အိမ်ကိုပြောင်းရွှေ့ပြီးတော့ကျွန်တော်တို့တက်ဝင်နေပြကြတယ်မမေကွယ်လွန်ပြီးနောက်2နှစ်အကြာမှာတော့ဖေဖေရဲ့သဘောတူညီချက်အရကျွန်တော်နဲ့မအေးမိတို့လည်းထက်လိုက်ကြတယ်ရင်းနှီးရဲ့မိတ်ဆွေတင်ကားတွေနဲ့ဆွေမျိုးသားချင်းတွေနဲ့သာဖိတ်ပြီးတော့တို့သားမိတွေကတော့လာရောက်ခြင်းပြုကြပါဖေဖေကပြောတယ်သားမိမေလည်းဆုံးသွားရောသူတို့မျိုးတွေနဲ့ဖေဖေတို့တခါတည်းပြက်ကြရောပဲဒါပဲကောင်းတယ်သူတို့နဲ့ဖေဖေတို့ကဇီရိုက်ချင်းအယူဆချင်းစိတ်နေသဘောထားချင်းမတူဘူးသားရဲ့တဘာသာစီပဲဖေဖေကလည်းအသက်အရွယ်ကြီးရင်လာပြီဖြစ်တော့သူ့မျိုးကတိုက်ကိုရောင်းပြီးရန်ကုန်မှာကျွန်တော်တို့တွေတူလာရောက်နေထိုင်နေကျွန်တော်ကတက္ကသိုလ်မှာဆရာလုပ်တယ်မအေးမေကအထက်တန်းကျောင်းတစ်ကျောင်းမှာဆရာမလုပ်တယ်ဖေဖေကတော့တရားစာဖတ်တရားအထုတ်ဆက်ဆက်မိတဲ့အခါတရားစကားပြောပေါ်ဒီလိုနဲ့တငင်းငိမ့်စီးစင်းနေတဲ့မြေပမာကျွန်တော်တို့ဘဝမှာအေးဆေးစွာနဲ့တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်ခဲ့ရာကျွန်တော်တို့မှာသားသမီး3ယောက်ထုံးပေါက်ခဲ့ပြီးကျွန်တော်သားသမီးတွေကိုမကျင်ကအမေချင်းလို့ခေါ်ကြတော့ကျွန်တော်နဲ့မအေးမေရပါခလေးတွေတန်အောင်လိုက်ပြီးအမေချင်းလို့ခေါ်ကြတယ်အမေချင်းကကျွန်တော်တို့အိမ်အတွက်ဇက်လိုက်လို့ပဲဆိုနိုင်တယ်ကျွန်တော်ငယ်စဉ်တည်းကအမေချင်းရဲ့လက်မှာကြီးခဲ့ရတယ်လို့ကျွန်တော်ရဲ့သားသမီးတွေကလည်းအမေချင်းရဲ့လက်ပေါ်မှာပဲကြီးခဲ့ရတယ်ဒါကြောင့်ဖေဖေကမကြခဏပြောတာမကျင်ရဲ့ကြီးစုကတားပေါ်မှာရောတားကမွေးတဲ့မြေးတွေပေါ်မှာရောအင်မတန်ကြီးပါတယ်ကွာမကျင်စိတ်ချမ်းသာအောင်ထားကြပါဖေဖေမရှိတော့မှမကျင်နဲ့နေကြမင်းတို့လက်ပေါ်မှာသာမကျင်အသက်ပြောက်သွားပါစေဖေဖေကမမသိတိုင်းကျွန်တော်ဒီတိုင်းဆောင်ရွက်မှာပါဖေဖေမကြခဏပြောရတဲ့စကားရှိတယ်ရုပ်ရှင်ရုံမှာလက်မှတ်ရအောင်တန်းစီနေတယ်လို့လူတိုင်းကလည်းတန်းစီနေတာပဲကွာတနေ့ကျတော့ကိုယ့်လက်ရောက်လာတာပါပဲဘာအလဲလဲသိလားသိလဲလေလူတိုင်းတန်းစီနေရတာဖေဖေပြောတဲ့အတိုင်းအသက်80ကျော်နေပြီဖြစ်တဲ့ဖေဖေကသိမိတကားဝါကိုရောက်နေပါပြီဖေဖေတို့တရားမှာတိတ်မကြောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့အကုသိုလ်နဲနိုင်တမျှနဲအောင်ကုသိုလ်များနိုင်တမျှများအောင်ဖေဖေအားထုတ်ခဲ့ပြီလေတရားမှာတိတ်ပြီးမကြောက်လာဘူးဆိုတဲ့ဖေဖေကလည်းသိမိရဲ့နိုင်ငံကိုလိုက်ပါသွားရပြီအမတ်တရဝါဆိုလာပြင်းနေကြီးဒီနေ့မှာဖေဖေကိုအထူးသတိရပြီးတော့ဖေဖေအကြောင်းစဉ်းစားမိတယ်ကျွန်တော်နဲ့မအေးမေကကျွန်တော်ဖေဖေနဲ့မမေတို့ရဲ့နေရာကိုယူထားကြပြီဖေဖေနဲ့မမေတို့ကွယ်လွန်တယ်လို့ကျွန်တော်တို့လည်းနောက်အခါမှာကွယ်လွန်ကြမှာကျွန်တော်သားသမီးတွေကကျွန်တော်တို့နေရာကိုယူကြရမှာဒါကြောင့်ကျွန်တော်ရဲ့မြေးတွေမြစ်တရားအစစ်စစ်နေရာယူပြီးတော့လူဟောင်းတို့ပျောက်ပြက်ပြီးတော့လူသစ်တွေရောက်လာတော့မှာဖေဖေရှိစဉ်ကပြောတဲ့စကားတစ်ခုကိုကျွန်တော်ကြားရအောင်နေဖေဖေတို့တရားမှာတိတ်မကြောက်လာဘူးဘာဖြစ်လို့လဲဆိုတော့အခုတော့နဲနိုင်တမျှနဲအောင်လုပ်တယ်လေတဲ့စစ်မှုတန်းအဖြစ်မှဖေဖေအနားယူပြီးနောက်
အမြဲလိုပဲစာတွေဖတ်နေတာကိုတွေ့ရတယ်။ဖေဖေဘာစာအုပ်တွေဖတ်နေလဲ။ဖေဖေဖတ်ခဲ့တဲ့စာအုပ်တွေကိုကျွန်တော်သိချင်စိတ်ပေါက်လာပြီးတော့ဖေဖေဖတ်ခဲ့တဲ့စာအုပ်တွေဖတ်ရင်အကျိုးရှိလိမ့်မယ်ဆိုတာကျွန်တော်ယုံကြည်တယ်။ဒါကြောင့်ဖေဖေဗီဒီယိုကြီးတွေကိုမှွေနှောက်ကြည့်တော့စာအုပ်တို့ကြားမှာညှက်ထားတဲ့စာချုပ်တစ်ခုကိုတွေ့ရတယ်။ထိုစာချုပ်ကြီးကကျွန်တော်ရဲ့ဘဝကိုတစ်မျိုးတစ်ပုံပြောင်းလဲပစ်လိုက်တယ်။အရှိကိုအနောက်ဖြစ်အောင်အထက်ကိုအောက်ဖြစ်အောင်ပြောင်းပြန်လွှဲပြောင်းပစ်လိုက်တယ်။ကျွန်တော်ရဲ့စိတ်တွေခြောက်ခြားလှုပ်ရှားလွန်းတော့ဝမ်းသာရမှာလားဝမ်းနည်းရမှာလားဆိုတာခွဲခြားလို့မရအောင်ပါပဲ။စာချုပ်ကိုတွေ့ပြီးနောက်ဘာလို့ရမယ်မသိရောင်ချချဖြစ်နေတယ်။ကျွန်တော်အမူအရာထူးခြားဖောက်ပြန်နေတာကိုမြင်နေမအေးမေကအံ့ဩပြီးဆရာဘာဖြစ်နေတာလဲ။ဆရာကြည့်ရတာတမျိုးကြီးပဲ။အိမ်သားအလုံးကကျွန်တော်ကိုငေးဆိုင်နေကြတယ်။ကျွန်တော်စိတ်ထဲမှာပေါ်ရအောင်ပြောလိုက်မိတယ်။အမေကျင့်ကိုကြည်စမ်းဒုအိမ်သားတွေထဲမှာဘသူနဲ့အမေကျင့်ကတူလဲ။ကျွန်တော်အမေကိုအလုံးထူးဆန်းနေကြတယ်။အတန်ကြာမှမအေးမေကအမေကျင့်ကကျမအတော်မဟုတ်လားဆရာရဲ့ဒီတော့အမေကျင့်နဲ့ကကျမတူတာပေါ့အမေကျင့်နဲ့ကျွန်တော်တူတာအမေကျင့်နဲ့ကျွန်တော်တူတယ်ကျွန်တော်သားငယ်ကပြောလိုက်တော့အလုံးပြုံးကြတယ်အမေကျင့်နဲ့အဖေတူတူတူတယ်နော်ကျွန်တော်သမီးကြီးကပြောတော့ကျွန်တော်အံ့ဩသွားတယ်ဟုတ်ပါတယ်မှန်ထဲမှာမြင်ရတဲ့ကျွန်တော်ပုံနဲ့ဓာတ်ပုံတွေကကျွန်တော်ရုပ်ဆင်းသဏ္ဍာန်တွေကအမေကျင့်နဲ့အတူယူတူနေကြောင်းကျွန်တော်သတိထားမိတယ်ကျွန်တော်ကိုမေမေကိုဝင်ရှိစဉ်ကအမေကျင့်ကိုမေမေမြင်တွေ့နေရတော့စိတ်ဆွဲလန်းပြီးကျွန်တော်နဲ့အမေကျင့်တူတာဖြစ်နိုင်တယ်လို့မေမေရှိစဉ်ကပြောဘူးတယ်အမေကျင့်ကျွန်တော်နဲ့အမေကျင့်တူတယ်လို့ကျွန်တော်သမီးကပြောနေပြီဒါကိုအမေကျင့်ကရောဘာပြောချင်လဲဘာပြောစရာရှိလဲကျွန်တော်တို့အိမ်မှာအမေကျင့်ရတာလင်းဇက်လိုက်ပါအမေကျင့်ကြောင့်ဒါလင်းကျွန်တော်အမတ်တရအီစာကိုရနေခြင်းဖြစ်တယ်ဒါကြောင့်ဇက်လိုက်ဖြစ်တဲ့အမေကျင့်ကိုကျွန်တော်မေးလိုက်ခြင်းပဲဖြစ်တယ်အမေကျင့်ဘာမှပြောစရာမရှိပါဘူးလူလေးရဲ့အမေကျင့်ကိုကျွန်တော်တခုမေးမယ်အမေကျင့်မှန်မှန်ဖြေရမယ်နော်ဘယ်နဲ့လဲကျွန်တော်မေးတာကိုအမေကျင့်မှန်မှန်ဖြေမယ်မလားအမေကျင့်သိတယ်ဆိုရင်တော့ဖြေမှာပေါ့လူလေးရဲ့ကျွန်တော်မေးခွန်းတစ်ခုကိုမေးလိုက်တော့အမေကျင့်ရောကျွန်တော်ဇနီးနဲ့သားသမီးတွေပါအံ့ဩသွားတယ်ကျွန်တော်အမေအရင်ဘာတူလဲအမေကျင့်မှန်မှန်ပြောပါဆုံးသွားတဲ့မင်းကတော့ကလူလေးရဲ့အမေရင်းပေါ့ကွယ်ဒါများအစမ်းလုပ်ပြီးမင်းနေရသေးတယ်အမေကျင့်ပြောတာမဟုတ်ဘူးကျွန်တော်အမေရင်ကအမေကျင့်ပဲလူလေးမဟုတ်တာတွေပြောနေပြန်ပြီအမေကျင့်ကလူလေးမေမဟုတ်ပါဘူးကွယ်ဟုတ်တယ်အမေကျင့်ကကျွန်တော်ရဲ့အမေကျွန်တော်စာချုပ်တွေ့ပြီးပြီဒီနေ့ဖေဖေကိုကျွန်တော်သတိရတယ်ဖေဖေကကျွန်တော်ကိုသတိပေးနေတာများလားမပြောတတ်ဘူးဖေဖေကိုသတိရလို့အလွမ်းပြေတဲ့အနေနဲ့ဖေဖေစာအုပ်တွေထားတဲ့ပြီးတော့မှွေနှောက်ကြည့်လိုက်တော့ဒီစာချုပ်ကိုတွေ့တာဘာစာချုပ်လဲအမေချင်းကကျွန်တော်ကိုဖေဖေနဲ့မမေထံမှာအပိုင်ပေးထားတဲ့စာချုပ်အဲ့ဒီစာချုပ်ထဲမှာကျွန်တော်ကအမေကျင့်သားဖြစ်ကြောင်းတတိချာချာဖော်ပြထားတယ်အဲ့ဒီစာချုပ်ကလူလေးဖေဖေလှုပ်ကြံပြီးရေးထားတဲ့စာချုပ်ဖြစ်ပါလိမ့်မယ်ကွယ်ဟာအမေချင်းကလည်းမဟုတ်နိုင်တာပဲဖေဖေကဘာလို့လှုပ်ကြံရေးရမှာလဲဒီလိုလေလူလေးဖေဖေကအမျှော်မြင်ကြီးရမလားလူလေးဖေဖေနဲ့မေဆုံးသွားတဲ့အခါလူလေးစိတ်မကောင်းဖြစ်နေလိမ့်မယ်မိဘကိုလွမ်းနေလိမ့်မယ်အဲ့လိုဖြစ်မှာဆိုလို့လွမ်းတာပြပြအောင်လို့ရေးနေတာဖြစ်မှာပေါ့အမေချင်းပြောတဲ့စကားယုတ်တိရှိတော့ဟုတ်များဟုတ်သလားလို့ကျွန်တော်တွေးနေစမှာပဲအမေချင်းကပြောပြန်နေနောက်ပြီးတော့လူလေးရဲ့ဖေဖေနဲ့မေမေတို့မရှိတဲ့နောက်အမေချင်းတယောက်တည်းကြံရစ်တဲ့အခါလူလေးကအမေချင်းကိုပို့ပြီးချစ်အောင်ဂရုစိုက်အောင်ကြံစီခဲ့တာလည်းဖြစ်နိုင်တာပဲအမေချင်းရဲ့စကားတွေအတွက်စာချုပ်ကိုကျွန်တော်တန်တရားဖြစ်လာတယ်စာချုပ်ကဟောင်းမြေးလာပြီစာချုပ်ရဆွဲရလဲကျွန်တော်3လသားအရွယ်ကအမေလုတ်ကြံပြီးအမေချင်းလုတ်ကြံပြီးပြောနေတာမဟုတ်မဟတ်ဇလန်းတွေမခင်းနေပါနဲ့တော့အမေချင်းရဲ့အမေချင်းကကျွန်တော်အမေရင်ကျွန်တော်ကအမေကျင့်သားရင်ဟုတ်တယ်မလားထိုအခါမှာအမေချင်းကဘာမှမပြောဘဲပြုံးနေတယ်တိတ်တိတ်နေချင်းကဝင်ခန့်ခြင်းနဲ့တူသေးတာပေါ့သားမိမှမသိပဲကျွန်တော်တို့နှစ်ယောက်စလုံးသေသွားကြရင်ဘလောက်သိမ်းပါစရာကောင်းလိုက်လဲဒီလိုမဟုတ်ပဲအမေချင်းသေသွားတဲ့နောက်မှာကျွန်တော်ကအမေသားမှန်သိခဲ့ရင်ရှင်ထုတ်မှန်တာဖြစ်เสียကြီးအမေချင်းကိုကျွန်တော်မေးလိုက်တဲ့ကိစ္စမမေးဝအောင်ဖြစ်နေတယ်ကျွန်တော်ကကွယ်လွန်သွားပြီဖြစ်တဲ့ဖေဖေကိုအဖေရင်လို့တစ်သလုံးထင်မှတ်လာခဲ့တာဒါပေမဲ့ဖေဖေကကျွန်တော်အဖေရင်မဟုတ်ကြောင်းသိရတဲ့အခါပြုံးမပြတတ်အောင်စိတ်မကောင်းဖြစ်ရတယ်ကျွန်တော်အဖေရင်ကဘာတူလဲပမာနေလဲကျွန်တော်အဖေရင်ကမတိမပြောက်ရှိနေသေးရင်ထို့အဖေနဲ့တွေ့ရမယ်အဖေကိုဝကြီးဝငယ်ပြုတ်ရမယ်ဒါပေမဲ့ကွယ်လွန်သူဖေဖေကိုကျွန်တော်ဖခင်စင်ရပယ်ထုတ်လိုက်ရမှာဝမ်းနည်းစရာအကောင်းဆုံးစိတ်မချမ်းသာစရာအကောင်းဆုံးပေါ့အခုကျွန်တော်သိပါပြီအမေချင်းရောအဖေရောဟုတ်တိုင်းမှန်ရအောင်ဖွင့်မပြောခြင်းတရားနည်းပြောရရင်တော့ကျွန်တော်အမေကျင့်သားဖြစ်ကြောင်းဖွင့်မပြောခြင်းဟာဒီကိစ္စအတွက်ပဲလူလေးရဲ့အဖေရင်ကတော့လူလေးအဖေပါပဲကျွန်တော်ကအံ့ဩစွာနဲ့
ပြောစမ်းမအောင်အမေချင်းနဲ့ဖေဖေကဘလို့ဖြစ်ကြတာလဲကျွန်တော်တို့သားမိသားဖ9ယောက်စလုံးကမမေချင်းရဲ့မျက်နှာကိုစူးစိုက်ကြည့်နေတယ်အမေချင်း10နှစ်သမီးရွယ်ကမိဘတွေဆုံးသွားလို့အာကူရမယ်ဖြစ်ပြီးလူလေးဖေဖေတို့အိမ်မှာအစိခံလုပ်တယ်အမေချင်း15နှစ်သမီးရွယ်ရောက်တော့လူလေးဖေဖေနဲ့မှားယွင်းမိခဲ့ကြတယ်အမေချင်းကစကားဆက်မပြောဘဲရပ်နေလိုက်တယ်လူလေးမမေကဆူဆူပူပူတောင်းတောင်းကြမ်းကြမ်းနဲ့လူလေးဖေကိုစိတ်မချမ်းသာအောင်အလွန်လုပ်တယ်မလားအိမ်အောင်ตายရမှုနည်းနည်းလေးမှမရှိရှာဘူးဒီတော့ตายရမှုရှာချင်တာကြောင့်အမေချင်းနဲ့မှားယွင်းမိခဲ့ကြတာပါကျွန်တော်လေးဒီလိုပဲထင်ပါတယ်နောက်ပြီးတော့အမေချင်းကလည်းတော်တော်ချိုးတော်တော်လှတယ်မလားပြောပါအောင်ကျွန်တော်အမေချင်းကိုဝင်ရှိတော့မမေစီကဘလူးထွက်ရောဆိုပါတော့မမကသာဟုတ်တိုင်းမှန်ရအောင်သိရင်အမေချင်းကိုတတ်တောင်တက်လိုက်မယ်ဒီတော့မမကိုအသိမပေးဖို့မဲနဲ့လူကလေးဖေနဲ့တိုင်ပင်ကြတယ်အဲ့တော့ကအမေချင်းကိုဖျက်ချဖို့တောင်စိတ်ထဲမကူးကြဘူးလားအမလီမတော်ရာတွေလူလေးရေကိုရင်သွေးလေးကိုတက်ပြည့်ရပါမလားကိုရိုင်းသာအသေးခံရင်ခံမယ်ကျွန်တော်ကိုဝင်ရှိလာတော့ဘလို့လုံးကြတော့လူလေးကိုဝင်ရှိလာတော့လူလေးဖေဖေကအစီအစဉ်အားလုံးလုပ်ပေးတယ်ကိုဝင်ရှိစားဆိုတော့ကိုဝင်ရှိမှဘယ်သူမှမသိကြသေးဘူးအမေချင်းနဲ့လူကလေးဖေဖေပဲသိတာအဲ့ဒီချိန်မှာတော့ကိုခဏသွားနေဦးမယ်ဆိုပြီးသွားတယ်နောက်မကြခင်မှာတော့ကလူတယောက်နဲ့အမေချင်းအကြောင်းပါနေပြီလို့ကိုကိုလေးမမစီစာရေးလိုက်တယ်ဒီလူကြီးတို့ယုံလားယုံနေလေနောက်လူလေးကိုမျက်နှာမြင်တော့လေတားယောက်ျားလေးမျက်နှာမြင်တဲ့အကြောင်းစာရေးတယ်လူလေး3လသားလောက်ရှိတော့အမေချင်းယောက်ျားဆုံးပြီလို့စာရေးလိုက်တယ်ဒီတော့မမနဲ့ကိုကခလေးကိုခေါ်လာပြီးလာခဲ့ပါလို့စာပြန်လို့လူလေးရဲ့အမေချင်းလာခဲ့တာပေါ့ဒီတော့မှမမေကကျွန်တော်ကိုမြင်မှုတာပေါ့နော်ဟုတ်တယ်လူလေးကိုမြင်တော့မမကတိတ်ချစ်တယ်လူလေးကလည်းချစ်လေးချစ်စရာကြီးကိုဒီတော့မမကပြောတယ်လူလေးကိုသူ့မွေးစားမယ်တဲ့ဒီတော့အမေချင်းကပြန်ပြောလိုက်တယ်ကျမသားလေးကိုကျမမခွဲနိုင်ဘူးလို့ဒီတော့မမညီလေးတို့အိမ်မှာနေပြီးခလေးထိန်လုံနေပေါ့ဒီလိုဆိုရင်ညီတို့သားမိအတူနေလို့ရမှာပေါ့လို့ပြောတယ်အမေချင်းကစဉ်းစားပြရစီအောင်လို့မမကိုပြန်ပြောပြီးကိုကိုနဲ့တိုင်ပင်ကြည့်တယ်လူလေးဖေဖေကပြောတယ်သူ့မွေးစားချင်ရင်မွေးစားပါစေကိုသားဟာကိုသားပဲပေါ့တဲ့နောက်ပြီးတော့မမကမွေးစားရင်လူလေးရဲ့နေထိုင်ရေးပညာသင်ရေးအဆက်ဆက်ရအားလုံးအဆင်ပြေမယ်လို့လူလေးဖေဖေကပြောတယ်ဒါနဲ့မမကိုပေးလိုက်ရရောဆိုပါတော့မမကိုလည်းကျေးဇူးတင်ပါတယ်တားရင်မဟုတ်ပေမဲ့တားရင်နဲ့မချလူလေးကိုချစ်ရှာတယ်လေမေချင်းပြောမှသွားလေသူမမေကိုတတိယပြီးကျေးဇူးတင်မိတယ်ကျွန်တော်ကအမေချင်းနဲ့တာမတ်အမေမန်းတိကျပြီးဖြစ်တော့ဝမ်းသာလှပါတယ်သူ့ပေမဲ့စိတ်မကောင်းဖြစ်ခြင်းတစ်ခုနဲ့အတူကျွန်တော်ဇနီးမအေးမီကကျွန်တော်အထင်မြင်သေးမလားလို့တွေးမိခြင်းပဲဖြစ်တယ်သူ့ပေမဲ့မအေးမီရဲ့စကားကိုကြားတဲ့အခါကျွန်တော်အံ့ဩဝမ်းသာဖြစ်မိတယ်ဆရာခုမှသိတာကိုကျမတို့ကတော့ဆရာအတော်သားဖြစ်တဲ့အကြောင်းကျမရွာမှာဆရာတို့လာနေတဲ့ကသိပြီးသားပါဆရာစိတ်မကောင်းဖြစ်မှာဆိုလို့ဖွင့်မပြောတာပါတဲ့လေဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တဲ့အစီခံမှာဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးခဲ့ပါပြီရှင်နောက်နေ့တွေမှာလည်းဖြစ်ရမှန်ဇာတ်လမ်းတွေနဲ့ဝါအသိပညာပေးဇာတ်လမ်းတွေကိုနေ့စဉ်တင်ဆက်လုပ်ပေးသွားအောင်ပါမို့ကျမတို့ရဲ့ရွှေ Entertainment Channel မှာစောင့်မျှော်နှားဆင်အားပေးကြဖို့တောင်းဆိုကြပါရရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်နော်